စင်ပြန်ကြီးကိုအမ်ဘရိတ်မှာဖင်လန်တီးသွားတဲ့ကာရီယမန်ကြီး2008မျိုးဆက်နဲ့ကရင်တောင်နိုင်နေဆိုပြီးလေကျင်နေတဲ့စင်ပြန်ကြီးဖန်တွေအခုပဲရောက်သွားကြပြီလေဝင်းမစားခင်ကရှုပ်ကုန်တာကတောင်ရမှာမဟုတ်ဘူးဆိုပြီးကြီးကြီးကြတယ်ကိုပေါက်တဲ့ကန်ချက်3ချက်မှာ3-9တောင်ပေးလိုက်ရတယ်စင်ပြန်ကြီးဒီရာစီအိမ်ဝင်ရှုံးဝင်းမရှိသေးတာသခင်ကြီးနဲ့မတွေ့သေးလို့ပဲခန်းစစ်ကကောင်းလာပါတယ်ဆိုတဲ့ဂါရီရဲ့စလီဘာအတွက်ကဘူဘာဟန်တန်ခန်းစစ်လားတောင်ထင်ရတယ်စင်ပြန်ကြီးတို့ရဲ့ကောင်းလာပါတယ်ဆိုတဲ့တိုက်စစ်ကလည်း open player ကနေကိုတူးယူနိုင်ခြင်းမရှိခဲ့ဘူးကိုရရှိကိုအကြံကုန်ဂလုံးစားချက်ဆိုတဲ့အတိုင်းစက်ပီတွေကိုပဲအားကိုးနေရတယ်ဒါပေမဲ့လမ်းမန်ကအိုနာနာမဟုတ်လို့ထင်တယ်လို့အလုံးမဖြစ်ခဲ့ဘူးပထမပိုင်းမှာအိုဒီကက်ကန်တဲ့အလုံးမာတီနက်နဲ့ defense ဖြစ်ကစင်ပြန်ကြီးတို့ဦးဆောင်ကိုရရှိခဲ့တယ်စင်ပြန်ကြီးတို့ဦးဆောင်ကိုကကြာမခံလိုက်ပဲနဲ့ကောင်တာကနေအမ်ဘူမိုကဂိုသမားကိုဖိတ်ကခြေပတ်ကိုတွင်းယူပေးခဲ့တယ်ဒုတိယပိုင်းပြန်စားလို့9မိနစ်ပဲကြာလိုက်တယ်ဒီတိုးရင်တောင်မပေါက်ပါဘူးစင်မြန်ကြီးရဲ့ခံစစ်ကစင်နှကောင်ဖေထောင်ကားလို့ရတဲ့စိတ်ကနေပတ်ထွတ်ဒိုကူကလှပပြင်းထန်တဲ့ rocket ကိုနဲ့အတူဦးဆောင်စေခဲ့ပါတယ်စင်မြန်ကြီးတို့ကထုံးစံတိုင်းစက်ပီကနေပဲခြေပတ်ကိုတွင်းယူသွားခဲ့ပါတယ်အဲ့ဒီနောက်တရားတီတော့ area ထိပ်ကနေဒိုင်းရန်ကန်နေတဲ့ခုညာကိုပေးကြပေးခဲ့တဲ့အတွက်ဦးဆောင်ကိုပေးလိုက်ရပါတယ်အဲကြောင့်ပွဲပြီးတော့ United ကလေကျင်နေတဲ့စင်မြန်ကြီးတို့ကို Emirates မှာ 3-2 ဆိုတဲ့ရလဒ်နဲ့အမောက်သိက်ကနှိမ့်ချလာများ Emirates မှာမနိုင်ခဲ့တဲ့ချိန်စာဆိုးကြီးကိုပယ်ဖျက်နိုင်လိုက်ပါတယ်နောက်တစ်ခါ Current နဲ့တွေ့ရင်မကန်ရင်ရှုံးပေးလိုက်ပါလို့ပြောချင်ပါတယ်အကောင့်လေးကို follow သွားကြဖို့မမေ့ပါနဲ့